အားလုံးပဲမင်္ဂလာပါရခ football channel ကနေပြန်လည်ကြိုဆိုပါရစေပထမဆုံးသုံးသက်ပေးခြင်းတဲ့ပွဲကတော့ချက်စီနဲ့အေဗာတန်ပွဲဖြစ်ပါတယ်ချက်စီကအဆင့်6မှာရှိနေပြီးတော့ရမှတ်58မှတ်ရယူထားနိုင်ပါတယ်အေဗာတန်ကတော့အဆင့်73မှာရှိနေပြီးတော့ရမှတ်38မှတ်နဲ့တန်းဆင်းဆောင်ကနေလွတ်ထားပါတယ်ဟတ်တူခါမှာကြည့်မယ်ဆိုရင်အေဗာတန်အင်ကွင်းမှာတွားကန်တဲ့အနေထားမှာတည်ကြတာပြီးတော့ကိုပေါင်းကြီးကတော့ချက်စီဘက်ကနေပြီးတော့တစ်လုံးကို20ကိုပေါင်းကြီး3လုံး90ပေါက်ပါတယ်အဲ့လိုပဲနောက်ဆုံးချက်စီရဲ့နောက်ဆုံး5ပွဲမှာရာကို10ကိုရှိပြီးတော့အေဗာတန်နောက်ဆုံး5ပွဲမှာတော့3ကိုပဲရရှိထားပါတယ်ဒီအနေထားမှာချက်စီကယာဒီသိန်းအမှတ်တွေယူကိုလိုလာပါပြီအဲ့တော့တေချာပြင်ဆင်လာမှာပါဒါမဲ့အေဗာတန်ဘက်ကိုကြည့်မယ်ဆိုရင်လည်းဒေးဗစ်မိုရဲ့လက်ထဲရောက်တဲ့ကနေပြီးတော့5ပွဲမှာ2ပွဲပဲရှုံးထားပါတယ်လီဗာပူးစီးတီးလိုအသင်းတွေကိုရှုံးထားတာပါအဲ့လိုပဲအေဗာတန်ကခန်းစစ်အားကောင်းတဲ့အသင်းတွေမှာပါတယ်အဲ့ကြောင့်မလို့ချက်စီကနိုင်ရင်တော့2ဂိုးမပြတ်တဲ့အတွက်အေဗာတန်ဘော်ဒီကိုပဲရွေးချယ်ခြင်းပါတယ်အခုနောက်ထပ်တင်ဆက်ပေးခြင်းတဲ့ပွဲစဉ်ကတော့ Brighton နဲ့ West Ham ပွဲဖြစ်ပါတယ် Brighton က Premier League အဆင့်30မှာရပ်တည်နေပြီးတော့ရမှတ်48မှတ်စုဆောင်းထားနိုင်ပါတယ် West Ham ကအဆင့်19မှာရပ်တည်နေပြီးတော့ရမှတ်36မှတ်နေပါနောက်ဆုံး5ပွဲမှာ Brighton လည်း5ဂိုးရခဲ့တယ် West Ham လည်း5ဂိုးရခဲ့တယ်ဈေးတန်းတစ်ခုကတော့ Brighton ဘက်ကနေပြီးတော့တစ်လုံး90ပေါက်ပြီးတော့ကိုပေါင်းကြီး3လုံး90ပေါက်ပါဒီနေ့တင်းရဲ့ကားရက်ဖောင်တွေကြည့်ရရင်ကားရက်ဖောင်မှာBrighton ကတော့တည့်ရတိုင်းပဲဆောင်းရန်ကြီးတွေအောင်တဲ့ချိန်တုန်းကတော့ဆွတ်အောင်ခဲ့တယ်5ပွဲ6ပွဲဘူးလဲကြီးတွေဇက်တိုက်ကျနေတဲ့အနေအထားမှာ5ပွဲဇက်တောင်ကျထားတယ် Brighton ယုံလို့မရတဲ့အနေအထားမှာမရှိဘူးပြီးတော့လည်းထူးခြားချက်တစ်ခုကအခု West Ham ကိုကင်နေတဲ့နီးပြကBrighton နီးပြဟောင်းပေါ်တာအဲ့လိုပေါ်တာကင်နေတဲ့အသင်းဟောင်းပေါ်တာကအခုသူ့ရဲ့အသင်းဟောင်းတွေကစားသမားဟောင်းနေနဲ့ပြန်လည်တည်ဆုံတဲ့ပွဲမှာပေါ့ပေါ်တာဘာလုပ်ပြမှာလဲအဲ့လိုမျိုးပဲ West Ham ကအခု current form မှာခန်းစစ်ကောင်းတဲ့အသင်းလို့ပြောလို့ရတယ်အဲ့လိုမျိုးပဲ West Ham ကတန်းစင်းဆောင်ကနေလွတ်ပြီလို့ပြောလို့ရတယ် Brighton ကလည်းယုံလို့မရတဲ့အနေအထားကြီးWest Ham ကလည်းခန်းစစ်ကောင်းတယ်အဲ့လိုအချက်လက်တွေရဆိုရင်တော့ကျွန်တော်အနေနဲ့ဒီပွဲကိုကိုပေါင်းအောက်ရွေးချယ်ခြင်းပါတယ်3လုံး90ထားဆိုအနေထားမှာကိုပေါင်းအောက်ကိုရွေးချယ်ခြင်းပါတယ်ဗျာနောက်ထပ်ပြောချင်တာကတော့နယူကာဆယ်နဲ့ IB ဆွတ်ပွဲဖြစ်ပါတယ်နယူကာဆယ်အဆင့်5မှာရှိနေပြီးတော့ရမှတ်59မှတ်နေပါ Easttown ကတော့အဆင့်18မှာရှိနေပြီးတော့တန်းဆင်းပြီလို့ပြောလို့ရပါတယ်သူလက်ချံပွဲတွေအကုန်လုံးနိုင်အောင်ကန်ရင်တောင်မှ West Ham ကသူ့ရဲ့အထက်က West Ham ကတမှတ်ရရင်တောင်မှ Easttown ကတန်းဆင်းသွားပြီဖြစ်ပါတယ်အဲ့လိုပဲနယူကာဆယ်ကတော့သူ့ရဲ့အဆင့်3က Man City နဲ့2မှတ်ပဲကွာတာပါ Man City ရဲ့62မှတ်ပဲရှိတာပါအဲ့တော့ Champions League ဝင်ခွင့်အတွက်လုံးဝအကျိတ်နဲ့ဖြစ်နေတဲ့အနေအထားပါအဲ့အနေထားမှာနယူကာဆယ်ကလုံးဝအနိုင်ခံမဲ့အနေထားဖြစ်ပါတယ်အဲ့လိုမျိုးပဲနောက်ထပ်နယူကာဆယ်ကနောက်ဆုံးအခုကန်ခဲ့တဲ့5ပွဲမှာ15ဂိုးထိရအောင်တွင်းပြီးတော့ဂိုးတွေအရင်ရထားတဲ့အသင်းဖြစ်ပါတယ်အဲ့လိုပဲ Easttown ကလည်းနောက်ဆုံးကန်တဲ့5ပွဲမှာ9ဂိုးထိတွင်းထားနိုင်တဲ့အတွက်သူ့အနေထားနဲ့ဆိုရင်ဂိုးသွင်းနိုင်တဲ့အသင်းလို့ပြောလို့ရတယ်အဲ့လိုမျိုးပဲဟတ်တူဟတ်မှာတွားကြည့်တော့Easttown အင်ကွင်းလက်ခံကစားတယ်နယူကာဆယ်ဝေးကွင်းကနေပြီးတော့ပကြော့မှာ၄ဂိုးပြတ်နဲ့နယူကာဆယ်ကအနိုင်ယူထားတယ်အဲ့လိုပဲအခုပေါက်ဈေးကဘာလို့ပေါက်နေလဲဆိုတော့နယူကာဆယ်ဘက်ကနေပြီးတော့နှလုံးတည်ပေါက်ပြီးတော့ကိုပေါင်းကြီး3လုံး80ရှုံးပေါက်နေတယ်အဲ့ဒီအနေထားမှာပေါ့ကျွန်တော်မြင်ပြောရရင်တော့နယူကာဆယ်ဘယ်လိုဆိုအနိုင်ကန်ပါပဲနိုင်ငံနဲ့ပြီးတော့ဒီကောင်က9ပွဲမှာ15ဂိုးတင်ထားရတဲ့တော်တော်ကြီးကိုသင်းရကောင်းတဲ့အသင်းလို့ပြောလို့ရတယ် Easttown ကလည်းတကိုးလောက်ရနိုင်တယ်ရနိုင်တာဖြစ်တဲ့ဒီပွဲကို body ကြီးထက်နှလုံးတည်ရည်ဆိုတဲ့ body ကြီးထက်3လုံး80ရှုံးဆိုတဲ့ကိုပေါင်းကြီးကိုကျွန်တော်ကြိုက်တယ်ပြီးတော့လည်းဂိုးပေါ်နိုင်တဲ့ကြီးလို့လည်းမြင်တယ်အဲ့တို့ကြောင့်မလို့ဒီပွဲကိုကျွန်တော်ကိုပေါင်းကိုရွေးချယ်ပေးပါတယ်အခုထပ်ပြီးတော့ပဲလီနဲ့ Aston Villa ပွဲကိုသုံးသပ်ပေးခြင်းပါတယ်FA ကပွဲတင်ဖြစ်ပါတယ်ပေါက်ဈေးကတော့ Aston Villa ဘက်ကနေပြီးတော့ level 80ရှုံးပေါက်ပြီးတော့ကိုပေါင်းကြီးကတော့နှလုံး90ရှုံးပေါက်ပါတယ်ဒီပွဲမှာ Aston Villa ကကားဖောင်အရန်ကောင်းတယ် Champions League မှာနေ PSG လို့အသင်းတွေကိုသူတွေကိုနေကန်နိုင်ခဲ့တယ်ဒါပေမဲ့နောက်ဆုံး၄ချိန်ဆက်တိုက် Crystal Palace ကိုမနိုင်ထားဘူးမနိုင်ထားတဲ့ပြင်မှာနောက်ဆုံးပွဲဆိုရင်ဒီ February လထဲမှာကန်သွားတဲ့ပွဲဆိုရင်4-0ဆိုပြီးတော့Palace ရဲ့အိမ်ပွဲမှာ Aston Villa ရှုံးထားတယ်အဲ့လိုမျိုးပဲAston Villa ကလည်းလူစင်းလဲတကယ်ကိုအားရစရာကောင်းတယ်အခုလည်းCity Chelsea Newcastle တို့လိုအသင်းတွေနဲ့ Champions League ဝင်ခွင့်အတွက်အမှတ်ကက်လေးတွေနဲ့ကိုဒီပြန်ကြိုးစားနေကြတဲ့အနေထားအဲ့လိုပဲထူးခြားချက်တစ်ခုကပဲလီနီးပြကအရင် Frankfurt အသင်းကိုကန်ခဲ့တဲ့ချိန်တော့ Frankfurt ကိုသူတို့ရဲ့ပြည်တွင်းဖလားဂျာမန်တော့ပိုကယ်မှာဘိုးလူပွဲအထိတင်ပေးထားနိုင်တဲ့
အနေထားကိုတွေ့ရတယ်အဲ့တော့သူလည်းဖလားပွဲဒီမှာကန်တတ်တယ်ဆိုတဲ့နီးပြလို့ပြောလို့ရတယ်အဲ့လိုပဲဦးနိုင်အမ်ရီဆိုရင်လည်းပြောနေရမလို့ပါဘူးရှိုပါလိမ့်မှာအချိန်ကြီးရယူထားတယ်အခုလည်း PSG နဲ့တွေ့တဲ့အထိပေါ့နော် Aston Villa ကိုအမြင့်ဆုံးဆိုတဲ့အနေထားကိုဆွဲတင်ပေးထားတယ်အဲ့တော့ဒီနေ့ညကံမဲ့ပွဲကနီးပြချင်းနဲ့ viewer ခင်းလာမယ်လို့မြင်ပြီးတော့ဒီပွဲတွေကဘယ်လိုလဲဆိုတော့ဖလားပွဲတွေဖြစ်တဲ့အချိန်ပွဲတွေတည်ရည်တွေအချိန်ပွဲတွေတည်ရည်တွေပါတဲ့ပွဲတွေပေါ့နော်အဲ့တော့Aston Villa ဘက်ကနေပြီးတော့ level 80ကျောင်းပေါက်နေတဲ့အချိန်မှာတည်ရကြရင်တော့စားရမယ်ပဲလီဘက်ကိုပဲကျွန်တော်ရွေးချယ်ခြင်းပါတယ်ဒီပွဲတွေကလိုရင်းဆိုပြိုင်ဆိုင်မှုပြင်းထန်တယ်ခရစ်စတယ်ပဲလီတို့Aston Villaလို့အသင်းတော့က FA Cup တစ်လုံးဆိုသလိုပဲဆိုသလောက်နှစ်သင်းလုံးကစူးစမ်းလာမှာဖြစ်တဲ့အတွက်ရန်ကြီးပြတ်သားတဲ့ရလက်မျိုးထွက်သွားမယ်လို့လည်းမမြင်မိတဲ့အတွက်ကျွန်တော်ကတော့ Palace Body ကြိုက်ပါတယ်ဗျာအခုနောက်တစ်ပွဲကတော့ Leverkusen နဲ့ Augsburg ပွဲLeverkusen ဘက်ကနေတစ်လုံး80ရုံပေါက်ပြီးတော့ကိုပေါင်းကြီး3လုံး90နိုင်ပေါက်ပါတယ်အဲ့လိုမျိုးပဲLeverkusenကအခုလက်ရှိအဆင့်2မှာရမှတ်64မှတ် Augsburg ကအဆင့်10ရမှတ်43မှတ်ရရောက်ထားနိုင်ပါတယ်သူတို့ရဲ့ head to head ပါချော်တွေ့ဆုံမှုမှာတော့0ဆိုတဲ့ရလက်နဲ့Leverkusenကအနိုင်ရလက်ကိုရရှိထားပါတယ်Leverkusenတိုက်စစ်အားပြော့လာတယ်နောက်ဆုံး5ပွဲမှာ6ဂိုးပဲသွင်းနိုင်တယ် Augsburg နောက်ဆုံး5ပွဲမှာ5ဂိုးထိသွင်းထားနိုင်တယ်လို့ပြောလို့ရပါတယ်Leverkusen ကတော့Bundesliga ချန်ပီယံဖြစ်မလားဆိုတဲ့အဖြစ်တဲ့သင်္ချာနီးရအတွက်ကြည့်မယ်ဆိုရင်တော့ဖြစ်နိုင်ပါသေးတယ်ဟိုဘက်မှာဘိုင်ယန်နဲ့ပွဲချက်တယ်ပြောလို့ရတယ်Leverkusen ကလည်းချန်ပီယံချင်းချောက်လို့ရတယ်အနေထားဒီလက်ချန်ပွဲတွေအကုန်လုံးအနိုင်ကန်နိုင်မယ်ဆိုရင်ပေါ့အဲ့လိုမျိုးဆိုLeverkusenတိုက်ဆော့ကအားရနေရဆိုပေမဲ့နည်းနည်းများတော့လွယ်လွယ်ကူကူကြီးပေးလိုက်မယ်လို့တော့မမြင်ဘူးရရင်ရတယ်လို့ဘိုင်ယန်ကိုလွယ်လွယ်ကူကူဖလားပေးမယ်လို့မမြင်တဲ့အတွက်ဒီပွဲမှာသူတို့ရုန်းကန်လာနိုင်တယ်လို့မြင်တယ်အဲ့လိုပဲ Augsburg ကလည်းအခုနောက်ပိုင်းပွဲလေးတွေမှာအားပြော့လာတယ်ဘုံမသိနိုင်တဲ့ပွဲလေးရှိတယ်ရှုံးလာတယ်ဆိုတော့ကျွန်တော်အနေနဲ့ကတော့ Leverkusen body ကိုရွေးချယ်ခြင်းပါလေဗျာကဲနောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ Bayern နဲ့ Mainz ပွဲကိုတင်ဆက်ပေးခြင်းပါတယ် Bayern နဲ့ Mainz ပွဲမှာဆိုရင်တော့ပေါက်ကြီးကနှလုံးကိုတရေပေါက်ပြီးတော့၄လုံး45ပြန်းနိုင်ဆိုတော့ကြီးပေါက်ထားပါတယ်အဲ့လိုမျိုးပဲသူတို့ပထမကြော်တွေ့ဆုံတဲ့ပွဲမှာ Mainz ကနေ 2-1 ဆိုတဲ့ရလဒ်နဲ့ Bayern ကိုအနိုင်ရရှိထားပါတယ်Bayern တို့လက်စားချီမလားBayern တော့ UCN ကန်ရမရှိတော့ပါဘူး AC ကန်သွားလို့ရပါတယ်အဲ့လိုမျိုးပဲပေါက်ကြီး6ပေါင်းပေါက်ကြီး၄လုံး45ပြန်းအနိုင်ဆိုတဲ့ပေါက်ကြီးတစ်ခုမှာတော့ Mainz ဘက်ကဘိုးရနိုင်တဲ့အနေထားလေးကိုမြင်မိပါတယ်Bayern လည်းကြေးရောက်နိုင်တဲ့အနေထားလေးကိုမြင်မိပါတယ်အဲ့လိုဆိုတော့ Bayern ဘက်က2ဂိုး3ဂိုး Mainz ဘက်က1ဂိုးဆိုတော့ကျွန်တော်အနေနဲ့ကတော့Mainz ကလည်းဥရောပဝင်ခွင့်အတွက်ကြိုးစားရင်မိသေးတယ်အမှတ်လေးတွေတစ်မှတ်กว่า2မှတ်กว่าလေးတွေဖြစ်နေတဲ့အနေထားတစ်ခုမှာဆိုရင်တော့ Mainz ကိုလည်းတွားပြီးတော့အထင်သေးလို့လည်းမရဘူးဘာလို့ဆိုသူလည်းဒီနေကြတဲ့ကြောင်အများကြီးလုပ်ပြခဲ့တဲ့အသင်းမျိုးဖြစ်တဲ့အတွက်ကျွန်တော်ကတော့ Bayern body ထက်နှစ်ဖက်ပေါင်းသွင်းဂိုးလေးတွေကြည့်ပြီးတော့ဂိုးဘော်လေးကိုကြိုက်ပါတယ်လေးလုံး45ပြနိုင်ဆိုတော့ကြီးတဲ့တစ်ခုမှာဂိုးပေါ်ကိုပေါ်နိုင်နဲ့ကြီးလို့လည်းပြောလို့ရတဲ့အနေအထားဖြစ်တဲ့အတွက်ကျွန်တော်ဂိုးဘော်ရွေးချယ်ခြင်းပါတယ်ငညီကိုများအားလုံးအကြိုက်တူမှာဆော့ပါဘောလုံးပဲဖြစ်တဲ့အတွက်နိုင်တဲ့ရှုံးကိုလက်ခံနိုင်မှာကစားကြပါကျွန်တော်ရဲ့ထင်မြင်ချက်လေးတွေကိုသုံးသပ်ပေးတာဖြစ်ပါတယ်အားလုံးကျန်းမာချမ်းသာပြီးတော့ယောဂဘေးကကင်းဝေးပြီးတော့ကဆုကပြည့်ကြီးမှာလွတ်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်ဗျာ